နော်အာဗြဟံရဲ့ကောင်းချီးမင်္ဂလာအရင်တော့ကကျမတို့ဖခင်နဲ့ကျမတို့တွေကဝေးကွာတော်သူများဖြစ်တယ်လုံးဝပေါင်းတင်ဆက်ဆံလို့မရတော်သူများဖြစ်တယ်ဒါမဲ့ယေရှုခရစ်တော်လည်းဝါကားရဲ့ပฏิခံခြင်းအဖြစ်ကျမတို့ကတစ်ဖက်ကနေမှကြည့်မယ်ဆိုလို့ရှိရင်ဤတီလာလူမျိုးကဲ့သို့ဘုရားရှင်ကဖြူစင်တော်သူတန်ရှင်တော်သူနော်ဖြောင့်မတ်တော်သူကဲ့သို့ကျမတို့ကိုပြန်လည်ပြီးမှနော်လက်ခံတာဖြစ်ပါတယ်အကြောင်းမလို့ဆုံးရှုံးခဲ့ပြီးသားအဲ့ဒီဥယျာဉ်ထဲမှာဆုံးရှုံးခဲ့တဲ့ခန္ဓာစိတ်ဝိညာဉ်အပိတ်ကနေပြီးမှနော်အပိတ်ကြောင့်ခန္ဓာစိတ်ဝိညာဉ်အဖြစ်ဆုံးရှုံးခဲ့တဲ့အားလုံးကိုလက်ဝါးကားတိုင်းမှာယေရှုခရစ်တော်ကအသေးခံပြီးမှရှင်ပြန်ထမြောက်ပြီးမှနော်ထမြောက်ခြင်းအရာအလုံးတင်းကျိုင်းမှာမဖြစ်နိုင်ဘူးနော်တင်မဖြစ်နိုင်ဘူးတင်မဖြစ်နိုင်ဘူးဆိုပြီးမှကျမတို့ရဲ့နောက်မှာအမေရန်လာပြောနေတဲ့မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုမှကျမတို့ကိုချိန်ချောက်နေတဲ့အရာအလုံးကတင်းကျိုင်းမှာထားခဲ့ပြီးမှလက်ဝါးကားတိုင်းမှာရှင်ပြန်ထမြောက်တဲ့နေ့မှာအရာအလုံးဖြစ်နိုင်တော်သူလို့ကြွေးကြော်ပြီးမှအောင်မြင်ခြင်းအောင်လာကိုတွေ့တဲ့ဘုရားသခင်ဖြစ်ပါတယ်ဟာလေလုယာအောင်မြင်ခြင်းအောင်လာကိုစိုက်ထူသောဘုရားခင်ရဲ့အောင်မြင်ခြင်းကကျမအတွက်ဖြစ်တယ်တင့်အတွက်ဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မို့လို့အောင်မြင်ခြင်းလို့ပြောတဲ့အခါမှာခန္ဓာလည်းပါပါတယ်စိတ်လည်းပါတာဒါပေမဲ့ဝိညာဉ်လည်းပါဝိညာဉ်အတိကဝိညာဉ်အောင်မြင်သောသူများသည်အရာရာတိုင်းမှာအလိုတော်ကိုဝင်ခံနိုင်သောသူများဖြစ်တယ်ဝိညာဉ်အောင်မြင်သောကျမတို့ရဲ့ဝိညာဉ် level ကျမပြောနေကြစကားရှိတယ်ဝိညာဉ် level ဝိညာဉ်ပီရန်ကိုကျမ3မျိုးနဲ့တူချုပ်လေးနဲ့ခွဲထားလိုက်တယ်နံပါတ်1ကနံပါတ်1 level တွေကပါလဲဆိုလို့ရှိရင်အမေရန်ညီးတွားတယ်ဘာပဲပြောသူမဟုတ်ဘူးပေါ့အမေရန်စင်ချင်ပြီးတယ်အမေရန်စင်ချင်ပြီးသူမဖြစ်လို့ဒီဟာမဖြစ်လို့ဒီလိုရှိလို့အမေရန်စင်ချင်ပြီးဒါ level 1အဲ့ဒါတော့ကျွန်တော်တင်းတော်မှာလဲဟောပြီးသားဖြစ်တယ်ဟိုကလေးတွေတော့တိမှာဖြစ်တယ်နံပါတ်2 level ကဘာလို့လဲဆိုလို့ရှိရင်သူများတော့အပြစ်မတင်တော့ဘူးစင်ချင်တော့မပြီးတော့ဘူးဒါပေမဲ့မိမိကိုမိမိစစ်စစ်တာအော်ဒါဖြစ်လာတယ်ဆိုတော့ငါများဘယ်လိုဖြစ်မလဲဒါမှမဟုတ်ဒီလိုလှုပ်ချင်တာပြပါဖြစ်နည်းနည်းပတ်ဝန်းကျင်ကိုနည်းနည်းပါငါအကြောင်းများဖြစ်သလားဘယ်လိုဖြစ်လာအကြောင်းစုံလေးကိုနည်းနည်းပါဟိုဖမ်းမိတလောက်ပေါ့နော်နည်းနည်းပါဖမ်းတယ်နံပါတ်3 level ကြတော့ပါလဲဆိုလို့ရှိရင်အရာရာတိုင်းဘုရားခင်ခွင့်ပြုထားတဲ့အရာဖြစ်တယ်ဘုရားသခင်ကနော်ဘယ်တော့မှကိုယ့်အတွက်အဆိုးမလုပ်တဲ့အတွက်ကြောင့်မို့လို့အဆိုးဆုံးသောအချိန်ပါလဲကြီးစွာကိုချီးမွမ်းနိုင်တယ်အမြင့်ဆုံးသောနေရာအကောင်းဆုံးသောအချိန်ပါလဲဘုရားရှင်ကိုချီးမွမ်းနိုင်တော်သူတွေဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့ကျမတို့ရဲ့ဝိညာဉ် level တွေကနော်အတီးတီးရှိမှာဖြစ်တယ်ကိုယ့်ရဲ့ဝိညာဉ် level အတီးတီးကိုတိမှတာဒီကျမတို့ဒီယုံကြည်ခြင်းကိုတိုးပွားလာနိုင်မှာဖြစ်တယ်ဒီကောင်းချီးမင်္ဂလာကိုရရှိမှာဖြစ်ပါတယ်ဆိုတော့အာဗြဟံရဲ့ကောင်းချီးမင်္ဂလာလို့ပြောတဲ့အခါမှာအာဗြဟံကဘုရားသခင်ရဲ့မိတ်ဆွေဖြစ်ခေါ်ခြင်းခံတဲ့သူဖြစ်တယ်ဒါပတ်နှစ်ချက်လောကမှာစီးစိမ်ဥစ္စာနဲ့လောကမှာရှိတဲ့အရာအလုံးကိုလည်းလိုလင်းပြီးမရှောင်ဘုရားရှင်ကောင်းချီးပေးတဲ့သူလည်းဖြစ်တယ်ပြီးလို့ရှိရင်အားလုံးလူသားအားလုံးရဲ့အဘနော်ဒါမှမဟုတ်ဖခင်လို့အခေါ်ခံရတဲ့သူဖြစ်တယ်ပြီးလို့ရှိရင်သူ့အပြင်လူမျိုးမြောက်များစွာနော်ဣတိလလူမျိုးတွေနော်ကျမတို့ဝိညာဉ်အဖြစ်ဣတိလလူမျိုးကျမတို့တွေအားလုံးကလည်းကောင်းချီးမင်္ဂလာခံစားတာဖြစ်တယ်ဒါကြောင့်မလို့အာဗြဟံရဲ့ကောင်းချီးမင်္ဂလာကိုကျမတို့ခံစားဖို့ရန်အတွက်နော်ကျမတို့ခုချိန်မှာဘာမှမလိုဘူးဘာဆိုပတ်လို့စမလို့ယုံကြည်ခြင်းတစ်ခုတည်းရှိတယ်ဆိုလို့ရှိရင်အာဗြဟံရဲ့ကောင်းချီးမင်္ဂလာကိုဘုရားရှင်ကပေးပြီးသားဖြစ်ပါတယ်ဟာလေလုယာနော်ဒီယုံကြည်ခြင်းဘယ်နေရမှာလဲနော်ယုံကြည်ခြင်းဘယ်ကနေရမှာလဲဆိုတော့အာဗြဟံကိုယ်တိုင်ကဒီလိုမျိုးအခေါ်ခံပြီးကျမ်းစာမှာမှတ်တမ်းတင်နိုင်လောက်အောင်ဘာဖြစ်လို့သူကနော်ဒီလိုမျိုးဖြစ်တယ်သူ့ရဲ့ဘဝကိုပြန်ကြည့်ရအောင်သူ့ရဲ့ဘဝကိုပြန်ကြည့်တဲ့အခါမှာသူကိုယ်တိုင်ကနော်ယုံကြည်ခြင်းနဲ့ဖခင်လည်းဖြစ်တယ်အဖိုးခါလည်းအများကြီးပေးဆက်ခဲ့တယ်ပြီးလို့ရှိရင်အထူးသဖြင့်နော်ကလေးမရတဲ့အတွက်ကြောင့်မို့လို့နော်အမျိုးမျိုးသူ့မှာစုံစမ်းနှောက်ယှက်ခြင်းတဲ့ခါရတယ်ဒါတင်မကဘူးနောက်ဆုံးကြတော့နော်ဣတိလလူမျိုးတွေကိုလမ်းပြဖို့ရန်အတွက်နော်ဣတိလလူမျိုးတွေရဲ့ဂတိတော်ပြီးနော်ဆိုပြီးမှသူဂတိတွေအများကြီးနော်သူ့အတွက်ဘုရားရှင်ကတစ်ခုပြီးတစ်ခုဖြတ်ကျော်ရတော့အခွင့်ကိုပေးထားတာဖြစ်တယ်မလွယ်ဘူးယုံကြည်ခြင်းနဲ့လိုက်လျှောက်ခြင်းလုံယုံကြည်ခြင်းနဲ့လျှောက်လန်းခြင်းဆိုတာကလုံးဝမလွယ်ဘူးဖတ်ရင်တော့လွယ်မလို့နဲ့ဖြစ်ပြီပဲဒါပေမဲ့တကယ်ယုံကြည်ခြင်းကလုံးဝမလွယ်တဲ့အရာဖြစ်တယ်ဒါတွေအားလုံးကိုကြော်လွှားပြီးသွားတဲ့အခါကျမှယုံကြည်ခြင်းရဲ့ဖခင်ဆိုပြီးမှသူ့ကိုနော်ကျမ်းစာထဲမှာမှတ်တမ်းတင်ထားတာဖြစ်တယ်ဒါကြောင့်မလို့အာဗြဟံရဲ့ကောင်းချီးမင်္ဂလာကနော်ဒီနေ့ကျမကလုံခဲ့တဲ့9နှစ်မှာဒီ message ကိုဖျက်ရှင်ကကျမကိုပေးထားတာဖြစ်တယ်အစာရှောင်ရင်းနဲ့ကျမရထားတဲ့ကျမ်းပိုက်ဖြစ်တဲ့အတွက်ကြောင့်မို့အမေရန်တရားဟောတိုင်းဒီတရားကျောင်းဟောတိုင်းကျမအတွက်အတိတ်နဲ့ခွန်အားအရန်ကိုဖျက်ရှင်ကကျမကိုပေးထားတဲ့အရာဖြစ်ပါတယ်ဆိုတော့အရင်တုန်းကကျမကဲတင်ချင်းရပြီဆိုတော့
နော်ဒီလောက်ပါပဲဆိုပြီးမှခံစားတယ်နော်ဒီ message ဒီသတင်းစကားကိုရပြီးသွားတဲ့အခါမှာအော်ဘယ်ဟုတ်မလဲလောကမှာအသက်ရှင်တဲ့အခါမှာတော့လကောင်းနော်ပြီးလို့ရှိရင်ကျမဘယ်ကိုပဲသွားအာဗြဟံရဲ့ကောင်းချီးမင်္ဂလာကိုရတော့သူဖြစ်နေတယ်ဒါကြောင့်ငါဘာကြောက်ရတော့မှာလဲဒါကြောင့်ငါဘာဖြစ်လို့စိုးရိမ်ရမှာလဲကျမရဲ့အသက်မွေးခြင်းကနေပြီးမှတည်တဲ့အထိပိုင်တော်မူသောဘုရားရှင်ကကျမနဲ့အတူပါရှိတယ်ကျမကိုကောင်းချီးပေးတယ်ကောင်းချီးပေးယူတာမကပဲနဲ့အမွေစားအမွေခံတာပြီးကျမကိုကောင်းချီးပေးပြီးမှပို့ဆောင်နေတဲ့ဘုရားသခင်ကကျမနဲ့အတူရှိတယ်ဆိုပြီးမှကျမသူ့ကိုပြန်လည်ပြီးမှချီးမွမ်းကိုးကွယ်ပြီးကျမနှလုံးသားထဲမှာတာ၍ကောင်းချီးမင်္ဂလာကိုခံစားရနေပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့အာဗြဟံရဲ့ကောင်းချီးမင်္ဂလာကိုခံစားမှုရတဲ့တဆင့်ပြီးတဆင့်သွားရတာဖြစ်တယ်။ယုံကြည်ခြင်းမရှိဘဲတော့ကျမတို့ကောင်းချီးမင်္ဂလာခံစားလို့နော်မရဘူးလားရပါတယ်ဒါပေမဲ့ကြံ့ကြာသွားမှာဖြစ်ပါတယ်။တကယ်ယုံကြည်ခြင်းကတော့နော်အခြေအနေကိုလည်းမကြည့်ရဘူး။ပြီးလို့ရှိရင်လည်းနော်မဝင်ခံရဘူးပြီးလို့ရှိရင်လည်းနော်ဘယ်လိုပြောမလဲမတိချင်ရောက်ဆောင်တဲ့အချိန်ယူပြီးမှလူတွေကယူလို့တတ်မှတ်တဲ့အချိန်တောင်မှရှိတာဖြစ်တယ်အဲ့ဒီအချိန်မှသာလေကျွန်တော်တို့ကောင်းချီးမင်္ဂလာကိုရတတ်တယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့အသက်တာမှာအတင်းတော်မှာဆိုရင်ကျွန်တော်တို့ဒီမိဘမဲ့ဂီဟာမှာရောကျန်းစာကျောင်းမှာရောပြီးတော့ကျွန်တော်တို့အတင်းတော်ထဲမှာဆိုကျွန်တော်တို့အခုအချိန်ထိဖျားရှင်ပေးတဲ့အရာတွေကနမိတ်လက္ခဏာတွေကြီးနေပဲကျွန်တော်တို့ရရှိထားတဲ့အရာဖြစ်တယ်အဲ့ဒီနမိတ်လက္ခဏာကဘယ်ကနေလာလဲဆိုယုံကြည်ခြင်းမျိုးစိကနေလာတာဖြစ်ပါတယ်ယုံကြည်ခြင်းမျိုးစိမရှိဘဲနဲ့ကျွန်တော်တို့ဖျားရှင်ကအလုံးမလုံးနိုင်ဘူးဒါကြောင့်ယုံကြည်ခြင်းရှိတဲ့နေရာမှာနမိတ်လက္ခဏာရှိတယ်စစ်မှန်သောယုံကြည်ခြင်းရှိတဲ့နေရာမှာနမိတ်လက္ခဏာရှိတယ်အားကြောင့်မို့လို့ကျွန်တော်တို့နော်တခါဆိုရင်ကျွန်တော်တို့ကျွန်မတင်မြူသားကပေါ့နော်ဆရာကအရင်ဖျားတယ်တော်လေးကိုဖျားတယ်တီခါနင်းပေါ့တတိတောင်မေ့သွားတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီချိန်မှာအင်္ဂလန်သွားဖို့ဖြစ်တယ်ဗီဇာလည်းအကုန်လုံးကျပြီးသွားပြီနောက်ဆက်လုံးအင်္ဂလန်သွားပြီးမှပေါ့နော်ဒီတလားလောက်ဟိုမှာအချိန်ယူမယ်ဆိုပြီးမှစဉ်းစားထားတာဖြစ်တယ်ဒါပေမဲ့အဲ့မှာ तू ကလုံးဝအချစ်ချင်းဖျားသွားတယ်ဖျားတဲ့အခါကျတော့တော်လေးကိုပေါ့နော်ဘယ်လိုပြောမလဲပြုတ်စုဘယ်လိုအချိန်အများကြီးပြန်လဲပြီးမှနလန်ထူဖို့ရအတွက်အချိန်အများကြီးကျွန်တော်တို့ပြန်ယူရတယ်အဲ့ဒီချိန်မှာသူ့ရဲ့ဝင်ခံတဲ့စကားတစ်ခုကိုကျွန်မပြောချင်တယ်လုံးဝမထနိုင်ဘူးလုံးဝနော်ဆရာဝန်တွေကလည်းကောင်းကောင်းမွန်မွန်2လ3လတော့နော်အနားယူရမယ်ဘာမှမစင်းစားရဘူးနော်ပါညာပြောပြီးမှအဲ့လိုဖြစ်နေတဲ့အချိန်မှာဆရာကျွန်မမြို့သားကနေပြီးမှပြောလဲဆိုလို့ရှိရင်ဒီလောက်ထိနော်ကျွန်တော်ဖျားတာဒီလောက်ထိကျွန်တော်နော်အခက်အခဲနဲ့နာကျင်ခြင်းနော်မျောလင့်ခြင်းမဲ့ခြင်းဒီလောက်ခံစားနေရတာလုံးဝနော်အလိုတော်မဝင်ခံဘူးအခြေအနေကကျွန်တော်အခုချိန်မှာမထားနိုင်ဘူးအခြေအနေကအခုချိန်မှာလုံးဝဒီလိုမျိုးဝင်ခံတဲ့အချိန်မဟုတ်ဘူးဒါပေမဲ့မကြခင်မှာကြီးမားသောကောင်းချီးမင်္ဂလာကိုဖျားရှိကပြီးမှဖြစ်တယ်ဆိုမှသူကဝင်ခံတယ်ဆိုတော့ကျွန်မလည်းဘာမှမပြောတော့ဘူးအော်ဟုတ်လားဆိုပြီးမှဒီတိုင်းပဲနဲ့ပဲနေပြီးမှဒီတိုင်းနော်သူကျမ်းမာလာတဲ့အထိကျွန်တော်တို့နော်ဒီလိုပဲပြုတ်ဆွနေနောက်ဆုံးကြတော့နော်အန်အောဘွယ်ရဖယားရှင်ကသူ့ကပြောတယ်ကျွန်တော်ခက်ခဲမှုကြုံတိုင်းမှာဖျားနာခြင်းပဲဖြစ်နော်ဆုံးရှုံးခြင်းပဲဖြစ်တခုခုကြုံပြီဆိုဖယားရှင်ကကျွန်တော်တို့ကြီးမားသောမှုကိုပြုတ်တယ်ဆိုတာကျွန်တော်သိတယ်တဲ့ကျွန်တော်ယုံကြည်တယ်တဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဖယားရှင်ကနော်ကိုယ့်ရဲ့အဆိုးဆုံးသောအချိန်မှာကိုယ့်ရဲ့ယုံကြည်ခြင်းကိုကြည်တော်ဘုရားသခင်ဖြစ်တယ်တဲ့ဒါကြောင့်မလို့ငါဘယ်တော့မှနော်မကောင်းတဲ့ຢာကိုမဝင်ခံဘူးဆိုပြီးမှ तू ကဒီတိုင်းပဲ तू ဝင်ခံတယ်အဲ့တိုင်းပဲမကြခင်မှာဘုရားရှင်ကကောင်းချီးပေးပြီးမှအဲ့မှာကျွန်တော်တို့ကျန်းစာကြောင်းအတွက်လိုအပ်တဲ့ငွေကြီးကိုမထင်မှတ်တဲ့နေရာမှာအန်အိုးပေါ်ရဘုရားရှင်ကနော်ပီ40ပီ60လက်ထပ်တိုင်ဟိုတုန်းကဆိုလို့ရှိရင်3900 800လွန်ခဲ့တဲ့9နှစ်6နှစ်တုန်းကအထွက်လူတယောက်ကပဲနော်အမျိုးသမီးတယောက်ကပဲကျမတို့ကိုလုံးဝနော်တပြားမှကျမတို့စိုက်ဆရာမလို့ရလောက်အောင်ပေါ့နော်သူကနေပြီးမှဘုရားရှင်ရဲ့ကောင်းချီးမင်္ဂလာများကိုကျမတို့စီကနေစီစဉ်လာတာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မို့လို့ကိုယ့်ရဲ့ဘဝအဆိုးဆုံးအချိန်မှာတော့မှငါကကောင်းချီးမင်္ဂလာခံထိုက်တော်သူဖြစ်တယ်။ဘာဖြစ်လို့လဲ။ယေရှုခရစ်တော်အားဖြင့်ဖြစ်တယ်။ဟာလေလုယာ။စိတ်ပျက်စရာတွေကြုံတွေ့လိမ့်မယ်။နော်။အားငယ်စရာတွေကြုံတွေ့လိမ့်မယ်။နော်။စိတ်မချမ်းသာစရာတွေကြုံတွေ့လိမ့်မယ်။ငိုကြွေးခြင်းတွေကြုံတွေ့လိမ့်မယ်။နာကျင်ခြင်းတွေကြုံတွေ့လိမ့်မယ်။နော်။ကိုမိဘတွေကိုဖခင်တွေတည်သွားတာမလွယ်ဘူး။မခံစားနိုင်ဘူး။တော်ပေါ့နော်။ခက်တယ်။ဒါပေမဲ့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ဖျားရှိတဲ့အတွက်ကြောင့်မို့လို့ဖျားရှင်ကအချိန်တိုင်းမှာကျမတို့ကိုစကားပြောတာဖြစ်ပါတယ်။ဖျားရှင်စကားပြောခြင်းကကျမတို့အတွက်အမဲတမ်းရှိနေတာဖြစ်တယ်။ဒါကြောင့်မို့လို့မိတ်ဆွေအနေနဲ့တင်ဟာရိုးလို့မဟုတ်ဘူး။အာဗြဟံရဲ့ကောင်းချီးမင်္ဂလာ
လိုချင်တယ်ဆိုလို့ရှိရင်အခုချိန်မှာဘုရားရှင်ကပြီးပြီးသားဖြစ်ပါတယ်ယုံကြည်ခြင်းနဲ့ယူပါယုံကြည်ခြင်းနဲ့တောင်းခံပါဘုရားရှင်ကအမှုတစ်ကိုပြုမှာဖြစ်ပါတယ်အာမင်အကြယုံကြည်ခြင်းပိုက်မှာတော့ကျွန်တော်တို့နည်းနည်းရှိမယ်ဆိုလို့ရှိရင်ဘုရားပြီးတဲ့ယုံကြည်ခြင်းနဲ့ကိုလုံယူတဲ့ယုံကြည်ခြင်းဆိုတာရှိတယ်နော်ခွဲတတ်မှာနော်ဘုရားပြီးတဲ့ယုံကြည်ခြင်းကတော့တက်တင်ထိုလာလိမ့်မယ်အသီးသီးလာလိမ့်မယ်ကိုလုံယူတဲ့ယုံကြည်ခြင်းကတော့ကိုယ်တိုင်ကနောက်ဆုံးကြိုက်ပြူလဲသွားလိမ့်မယ်ကိုလုံယူတဲ့ယုံကြည်ခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကြောင့်မို့လို့ကျွန်တော်တို့ယုံကြည်သူတွေထဲမှာအမေကတတိထားဖို့ကဖျားစီကနေရတဲ့တည်င်းစကားယုံကြည်ခြင်းနဲ့အလုံးလုံးတာကအောင်မြင်ခြင်းရတယ်အဖို့တစ်ကိုတွေ့ရတယ်ပြီးလို့ရှိရင်တက်တည်ထိုးတယ်ဖျား
မျက်နာမကိုဝင်ကားတယ်တက်တည်ကြိုတဲ့ဘုရားခင်ဖြစ်တယ်ဒါပေမဲ့ကိုယ့်ကိုယ်လုံယူတဲ့ယုံကြည်ခြင်းကတော့နောက်ဆုံးချက်ကိုမခံနိုင်တဲ့ကြောင့်မလို့ပြိုလဲတယ် backslide အများကြီးရှိတတ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဖခင်ရဲ့ကောင်းချီးမင်္ဂလာကိုရဖို့ရတဲ့ယုံကြည်ခြင်းလိုအပ်တာဖြစ်တယ်ယုံကြည်ခြင်းကမမြင်သေးသောအရာများကိုမြင်ပြီးတဲ့လို့မျက်မှောက်ပြုခြင်းလို့ပြောပါတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ခြင်းကိုကောင်းမွန်စွာတည်ကြည်စွာနဲ့ဖခင်ရဲ့အလိုတော်အတိုင်းကိုယ့်ရဲ့ယုံကြည်ခြင်းကိုကောင်းမွန်စွာထိမ့်သိမ့်တတ်ဖို့ရတဲ့ကျွန်မဒီနေ့မှာအားပေးခြင်းဖြစ်ပါတယ်ယုံကြည်ခြင်းမလွဲမှာဘူးလေကျွန်မအားပေးခြင်းလေသူများပြောတာကသူများဒီတည်းစကားကသူများတို့ဖြစ်တယ်ကိုယ့်အတွက်တည်းစကားဆိုတာအများကြီးရှိတာဖြစ်တယ်ဒီတည်းစကားကိုကိုယ်တိုင်ကဖခင်နဲ့ဆက်သွယ်ပြီးမှကိုယ်တိုင်ကဖခင်သခင်ကိုမေးပြီးမှဖခင်စီကရမှတာလေကိုယ့်အသက်တာအတွက်ကောင်းခြင်းမလားဖြစ်မှာဖြစ်တယ်အကြောင်းမို့လို့နောက်ဆုံးအနေနဲ့ကျွန်မပြောချင်တဲ့စကားတစ်ခုနဲ့ညီကုန်းချုပ်ပါမယ်ကျွန်မကနော်မိမိရဲ့အတွင်းဝိညာဉ်ကြီးထွားနေပြီဒါမှမဟုတ်မိမိအတွင်းစိတ်ဝိညာဉ်ဖခင်ကိုတည်ကျွမ်းနေပြီကိုယ့်ရဲ့အပင်ဘက်မှာလည်းဒီအထက်ကတိတလောက်ကိုကောင်းချင်လို့လားစစ်စစ်လာမှာဖြစ်ပါတယ်အာမင်နော်ဒီအုံနောက်ကနေတည်တဲ့အရာကကောင်းချင်တယ်လားကိုဘယ်တော့မတည်ဆောင်လာနိုင်ဘူးဒါပေမဲ့ကိုယ်အထဲထဲကနေပြီးမှနော်နှလုံးသားကနေပြီးမှခရစ်တော်ကိုတည်ကျွမ်းတလောက်အပင်ပိုင်းမှာလည်းမြင်နေရတဲ့အရာမှာလည်းဖခင်ရှင်ရဲ့ကောင်းချင်တယ်လားကစစ်စစ်လာမှာဖြစ်ပါတယ်နော်ဒါကြောင့်ချစ်တော်မိတ်ဆွေများခရစ်ယာန်အသက်တာကနော်မလွယ်ပါဘူးယေရှုခရစ်တော်အားဖြင့်ခရစ်တော်အပြရှိထားတဲ့ကောင်းချီးမင်္ဂလာတွေကအခုကျွန်မသုံးချက်ပဲပြောတာဖြစ်တယ်အများကြီးရှိပါပြီဒါပေမဲ့အဲ့ဒီထဲကနေဒီမှာနံပါတ်1ချက်နဲ့နော်ကျွန်တော်တို့ယုံကြည်ခြင်းကိုအများအားခိုင်ခိုင်စေကြရအောင်ယုံကြည်ခြင်းမပါဘဲနဲ့ခရစ်ယာန်တက်တာကရှောင်လန်းလို့မရဘူးယုံကြည်ခြင်းမပါဘဲနဲ့ခရစ်ယာန်တက်တာကအရင်ချက်လို့မရဘူးတဏ္ဍာန်တိုင်းမှာခြေလန်းတဏ္ဍာန်ပြီးသွားပြီဆိုနောက်တဏ္ဍာန်တက်ဖို့ရအတွက်လိုအပ်တယ်ဤတိလာလူမျိုးတွေနော်ပင်လယ်ကြီးကိုဖြတ်တယ်နောက်မှာယောမစစ်သားတွေကသူတို့ကိုဘီးချက်ညာချက်ဖြစ်နေတဲ့အချိန်မှာယုံကြည်ခြင်းအပြင်ခြေလန်းတဲ့အခါမှာလမ်းတဲ့အတိုင်းတာကြီးဘုရားရှင်ကကောင်းချီးပေးတဲ့ဘုရားဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိမိရဲ့သက်တာမှာဘုရားရှင်ထာဝရဘုရားကတော့ပြီးသားဖြစ်တယ်။ကိုယ်ဘက်ကနေရယူဖို့ရတဲ့ယုံကြည်ခြင်းလိုအပ်တယ်။ဒီယုံကြည်ခြင်းကိုအမှန်တော့ယုံကြည်ခြင်းကိုရရှိဖို့ရတဲ့ဘုရားခင်စီမှာကျွန်တော်တို့ယုံကြည်ခြင်းကိုတောင်းခံကြရအောင်။ဖျားပြီးတဲ့တည်စကားဖျားပြီးတဲ့ယုံကြည်ခြင်းဖျားခင်လိုချင်တဲ့ယုံကြည်ခြင်းဖျားခင်ပြောတဲ့ယုံကြည်ခြင်းမျိုးရှိမှသာလေကျွန်တော်တို့ဖျားခင်နဲ့ဆက်သွယ်ခြင်းဖျားခင်ကောင်းချီးမင်္ဂလာများကိုခံစားရမှာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ဒီနေ့မှာကျွန်မအရိုက်ခွန်အားရပြီးမှတော့ခွန်အားပြီးခြင်းနဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဖျားရှင်ကကျွန်တော်တို့နဲ့အတူလုပ်ချင်တော်သူတွေဖြစ်တယ်ကျွန်တော်တို့ရဲ့တော်ချင်းတတ်ချင်းမဟုတ်ပဲနဲ့ကျွန်တော်တို့ရှိတဲ့အရာလေးပေါ်မှာကောင်းချီးပေးတယ်ဖျားခင်ဖြစ်သလိုနော်မထိုက်မတန်ပြီးမဲ့လေနော်မရတဲ့အမွေစားအမွေခံမခံထိုက်ပြီးမဲ့လေဘုရားရှင်ကယေရှုခရစ်တော်အပြင်အမွေစားအမွေခံနေတယ်ကျွန်တော်တို့ကိုတတ်မှတ်တယ်လောကမှာကျွန်တော်တို့လိုအပ်နေတဲ့ခန္ဓာစိတ်ဝိညာဉ်အတွက်လည်းသူပြင်ဆင်ပေးတယ်ကျွန်တော်တို့ဝိညာဉ်ကနေပြီးမှဘုရားကိုတည်ကျွမ်းသလောက်မြန်ကျွမ်းနေပြီးမြန်အောင်မြင်ခြင်းရမှာဖြစ်တယ်ဒေဗစ်ယုံကြည်သူနော်ကိုပြောတယ်ဆက်ပြီးမှုလူချင်လို့သူကပိုက်ထဲမှာမွေးတယ်နော်ပိုက်ထဲမှာပါလေကိုဝင်ဆောင်ထားတယ်ကိုဝင်ဆောင်တယ်ကလေးတွေကအေးဆရာဆက်ပြီးကဘယ်လိုလဲဘယ်တော့ရမှာလဲအချိန်မတန်သေးဘူးအချိန်ပိုက်ထဲမှာရှိတယ်ဆိုပြီးမှသူပြောတယ်လည်းနောက်ဆုံးမှသူလိုချင်တယ်နော်ဒီဆက်ပြီးသူတောင်းတဲ့အတိုင်းပဲကွက်တိဖျားရှင်ကပေးတယ်လို့ပြောထားတယ်ဒီတိုင်းပဲကျွန်တော်တို့ခရစ်တက်တာမှာအနာဂတ်အတွက်ကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့အသက်တာအတွက်နော်ကိုယ့်ရဲ့ဆွေမျိုးတွေအတွက်ကိုယ့်ရဲ့အသေးတော်အတွက်ကျွန်တော်တို့မှာနော်အများကြီးကျွန်တော်တို့ဘိုက်ထဲမှာရှိတဲ့အရာတွေရှိတယ်ဒါကိုခရစ်တော်နဲ့ကျွန်တော်တို့ရှောက်လာတယ်ဆိုလို့ရှိရင်နောက်ဆုံးမှာလူတွေကယုံကြည်သူတွေအတွက်မျက်မြင်ကိုတွေ့တဲ့ဖခင်ရဲ့ဘုရားတော်ကိုထင်ရှားမှာဖြစ်ပါတယ်လို့ကျွန်မဒီနေ့မှာဒီလောက်နဲ့အားပေးချင်ပါတယ်။ရောက်စီတိုင်းပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ။အလုံးမင်္ဂလာပါ။ကျမစွာနဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းများကိုဝေငှမှုရန်အတွက်အခွင့်အခါပေးတဲ့ဖခင်ရှင်နာမတော်တာရဲ့ဘုန်းကြီးပါစေ။ကျွန်မဒီနေ့မှာပထမဆုံးအနေနဲ့ဒီစုတင်စကားပြောချင်ပါတယ်။ကျွန်မကိုဒီPCYရဲ့မြန်မာစီစဉ်မှာတရားဟောဖို့ရန်အတွက်ခေါ်ပေးတဲ့ကြောင့်မို့လို့ဒီမြန်မာစီစဉ်ကိုဦးဆောင်နေတဲ့ဆမမောင်နဲ့ကျမရဲ့မောင်လေးနော်ဆရာမခါတို့ပေါ်မှာသူပဲကျေးဇူးတင်ပါတယ်ပြီးတော့တောင်းရှိရဲ့သူအားလုံးပေါ်မှာလည်းကျေးဇူးတင်ပါတယ်လို့ရှင်းစွာပြောကြားလိုပါတယ်
ပြီးတော့ဒီ TBC ဝါရအသင်းတော်ဆိုလို့ရှိရင်ကျမနဲ့လုံးဝမိသားစုလိုဖြစ်ပါတယ်တစိမ့်မဆန်ပါဘူးကျမကိုအိမ်မှာကိုနေရာမှာတရားဟောသလိုပဲခံစားပါတယ်လို့ဆိုတော့ငငယ်ကလေးကနေကျမကနှစ်ချက်သင်းတော်မှာပဲကြီးပြင်းလာတဲ့သူဖြစ်တယ်အိမ်ထောင်ကြတဲ့ခါကျတော့မြို့သားကAG ဧဝံဂေလိအသင်းတော်မှာပါဝင်တဲ့အတွက်ကြောင့်မို့ကျမအိမ်မှာပါဝင်သွားတာဖြစ်ပါတယ်ဆိုတော့ကျမတို့ယူကြည်ချင်းကအတူတူပဲဖြစ်တယ်သုံးပတ်တစုကိုကိုွယ်တဲ့တင်းတော်သုံးပတ်တစုကိုကိုွယ်တဲ့ဂိုင်းကနာမှာအတူတူကျမတစ်ဖက်တစ်တိုင်းကနေဖျားနိုင်ငံတော်ထဲမှာပါဝင်ပြီးကိုဖျားရှင်ကပေးတယ်အထူးသဖြင့်ကျမမိဘတွေဆိုလို့ရှိရင်ဒီမှာ TTPC ဝါရဲ့တင်းတော်ရဲ့အသင်းသားဖြစ်ပါတယ်လွန်ခဲ့တဲ့8လတုန်းကအမေခေါ်တော်မူချင်းခံတဲ့အခါမှာလည်းရတင်းတော်ကနေပြီးမှကိစ္စဝိစာတွေကိုလုံးကိုတာဝန်ယူပေးတယ်နေ့သိစီဝီမဆာရရအားလုံးကိုသူတို့ကကောင်းကောင်းမွန်မွန်နဲ့ပေါ့နော်လုပ်ပြီးတဲ့အတွက်ကြောင့်မလို့တင်းတော်ပေါ်မှာလည်းကျွန်မကျေးဇူးတင်လို့မဆုံးပါဘူးလို့အဲ့ဒါလည်းပြောချင်ပါတယ်ပြီးတော့ကျွန်မအမတွေမိသားစုလည်းရှိတယ်အထူးသဖြင့်ကျွန်မနဲ့အတူတူလက်တွဲနော်ဆမနိုးနေလို့ဆိုလို့ရှိရင်လည်းသူမိသားစုဝင်တွေကဒီမှာပဲဖြစ်တယ်ကျွန်မတို့အနှစ်ချင်းမှာပဲနော်ဆိုတော့ဖျားထားတဲ့နေရာမတူတဲ့အတွက်ကြောင့်မို့လို့ဖျားနိုင်ငံတော်အတွက်ကျမတို့ခန္ဓာကိုယ်အပြည့်အစုံမလုပ်ဆောင်ပြီးမဲ့လေဝိညာဉ်တော်ရဲ့ဝိညာဉ်ထဲမှာတော့တလုံးတဝါလေးနဲ့ဖျားနိုင်ငံတော်ထဲမှာပါဝင်ကြတော့သူများဖြစ်ပါတယ်ဟာလေလုယာအားကြောင့်မို့လို့ဖျားရဲ့ဂျေဇုတော်ကိုချီးမွမ်းတယ်ကျမအရင်ပဲတရားဟောဖို့ပြောတဲ့အခါမှာတကယ်လဲစက်ကတ်ခဲ့တယ်ဆိုတော့ဖျားခင်ဘာပြောရင်ကောင်းမလဲဖျားခင်ဖွင့်ပြပါဆိုပြီးပါဖျားရဲ့သတင်းစကားတွေကိုနားထောင်တယ်ပြင်ဆင်မှုယူတယ်ဆိုတော့အများကြီးထဲကနေပြီးမှကျမဒီနေ့မှာကျမဝင်ငါမဲ့နှုတ်ကပတ်တော်ကိုကျမထင်တယ်အားလုံးအတွက်ကောင်းချီးမင်္ဂလာဖြစ်ပါဖြစ်ပါတယ်ဟာလေလုယာဝိညာဉ်တော်ဘုရားရှင်ကအရာအားလုံးကိုတည်တော်မူတဲ့ဘုရားသခင်ဖြစ်တယ်ကျမတို့ရဲ့လူအချက်ကိုလည်းတည်တော်မူတဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဘုရားရှင်ကတယောက်ချင်းစီတိုင်းရဲ့အသက်တာကိုလုံလုံသွားမှာဖြစ်ပါတယ်ဒါကတော့ဒီခုံပါတယ်လို့အားလုံးလည်းဒီခုံစီချင်ပါတယ်လို့ဆိုကျမရဲ့ဒီတော့ရှိတဲ့လူငယ်တွေလည်းဒီနေ့ကျမနဲ့အတူတူလိုက်ခဲ့ကြပါလို့ဘာဖြစ်ဖြစ်เนาะတချင်းကုန်တော့ချီးမွမ်းခြင်းတဖို့အားဖြင့်ပါဝင်ရအောင်လို့ကျမเนาะသူတို့ကိုတောင်းဆိုထားတယ်သူတို့လည်းမငြီးပဲနဲ့เนาะကောင်းကောင်းမွန်မွန်နဲ့လိုက်လာတဲ့အတွက်ကြောင့်မလို့လည်းကျေးဇူးတင်တယ်ကျေးဇူးတော်ကြောင့်ကျမတို့အသင်းတော်မှာလူငယ်တွေများတယ်အခုဆိုရင်နည်းနည်းအငယ်ပိုင်းတွေဆိုအငယ်ပိုင်းဆိုပြီးမဲ့လည်းပေါ့နော်မလာတာပြောကျွေးရှင်တက်တဲ့လူတွေတချို့စကီးသွားတဲ့လူတွေနဲ့တော်တော်များများ15ယောက်20လောက်တော့ကြာတော့မယ်ဆိုတော့ကျေးဇူးတော်ကြောင့်ကျမတို့ဒီသချင်းဟာဆိုလို့ရှိရင်လွန်ခဲ့တဲ့ဒီနိုဝင်ဘာလ23ရက်နေ့မှာကျမတို့ရန်ကုန်မှာရှိနေတဲ့ဧဝံဂေလိအသင်းတော်များအားလုံးစုပေါင်းပြီးမှကျမတို့ပွဲတစ်ခုလုပ်တယ်ခရစ်စမတ်အကျိုးဆိုပြီးမှလူငယ်များအားလုံးစုပေါင်းပြီးမှခရစ်စမတ်ပွဲကိုလုပ်တယ်အဲ့ဒီထဲမှာလူငယ်အယောက်900ကျော်800နီးပါးပေါ့နော်900နဲ့800ကြားမှာလာပြီးမှအဲ့မှာဥဆောင်ချင်းတွေအပြည့်တတိကူပေါင်းချင်းတဲ့တိုင်းတာလေးနဲ့ပေါင်းချင်းတဲ့ဆော်လို့တော့မပါဘူးပေါ့ဒီ group ဆောင်တွေနဲ့အဖွဲ့10ဖွဲ့ကျော်เนาะ15လဘယ်နှဖွဲ့လဲတူเนาะဆိုသူတို့ကတီစုချင်းဝမ်းတဲ့အခါမှာကျမတို့အဲ့ဒီအားလုံးထဲမှာအကောင်းဆုံးသောစုတစုတဲ့ပြီးတဲ့အထဲမှာကျမတို့ရသွားတာဖြစ်ပါတယ်ဟာလေလုယာအကြောင်းမလို့ဒီနေ့မှာဒီလောက်ဘုရားရှင်ကောင်းချီးပေးတဲ့အရာတွေကိုလည်းဒီမှာเนาะချီးမွမ်းချင်တဲ့ကြောင့်မလို့ကျမအားလုံးကိုခေါ်ပြီးမှလာတာဖြစ်ပါတယ်ဆိုတာလည်းပြောချင်ပါတယ်လို့ဆိုတော့အချင်းတော့ရှိပါတယ်ဘုရားတို့ခဏလေးကြိုက်ကြပါဒီမနေ့ဆိုတဲ့တစ်ချက်လဲเนาะတကယ်လို့ဆိုမယ်ဆိုရင်လည်းပြင်ဆင်ထားကြစာပါတော့ပြထားပြီးသားเนาะဒီမနေ့ကဟာနော်ပြီးဒါတော့အချင်းကိုကြည့်မယ်เนาะပြောလို့မရဝိညာဉ်တော်သမားတွေဆိုတော့ဝိညာဉ်တော်ဆိုတဲ့ပုံမှာပဲเนาะဟုတ်ပြီအဆိုရင်ကျမတို့လောကပတ်တော်အဖြစ်ဟောယူကြရအောင်ဒီနေ့ကျမယူဆောင်လာတဲ့နှုတ်ကပတ်တော်ကတော့ခရစ်တော်ကြောင့်ရရှိထားတဲ့ကောင်းချီးမင်္ဂလာများခရစ်တော်အားဖြင့်ဒါမှမဟုတ်ခရစ်တော်ရဲ့နာမအားဖြင့်ခရစ်တော်ရဲ့အသိခံတော်မူခြင်းအားဖြင့်ရရှိထားတဲ့ကောင်းချီးမင်္ဂလာများဒါမှမဟုတ်ရင်မင်္ဂလာများဆိုပြီးမှဒီကောင်းစင်လေးကိုတတ်ထားတာဖြစ်ပါတယ်ဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာကောင်းချီးမင်္ဂလာလို့ပြောတဲ့အခါမှာငွေကြီးတစ်ခါလေးကျမတို့ရဲ့လုတ်အောင်နောက်ကနေပြီးမှတွေးတတ်တယ်ဒါပေမဲ့အခုကျမဒီနေ့ပြောချင်တာကအဲ့ဒါမပါဘူးလားပါပါတယ်ဒါပေမဲ့အဲ့ဒါဒီထက်အတွင်းကကျမတို့ရဲ့ဝိညာဉ်ရဲ့အပိုင်းအတာကျမတို့ရဲ့ဝိညာဉ်အထဲမှာဘယ်လောက်ထိဖခင်ရဲ့
တော်ကကျမတို့ကိုစကားပြောပြီးမှဖခင်ရဲ့ဝိညာဉ်တော်ကကျမတို့ကိုဘယ်လောက်အတိုင်းအတာထိခေါ်ပြီးမှဖခင်ရဲ့ဝိညာဉ်တော်ရဲ့ကောင်းချီးမင်္ဂလာကိုဘယ်လောက်ရတယ်လဲဆိုတာကိုအဓိကထားပြီးမှသွားဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ယေရှုခရစ်တော်ကြွလာခြင်းကတချို့လူတွေကနော်ကောင်းကင်နိုင်ငံရောက်ဖို့အတွက်ပဲခံစားကြတယ်တချို့ကြတော့လေနော်ဒီဘူဘွားစစ်ဆက်ကနေပြီးမှခက်ခဲလာတဲ့နော်ဒီဆွေစဉ်မျိုးဆက်ကနေပြီးမှအဖို့အဖွားတွေကနေပြီးမှသူတို့တည်ပြီးသွားတဲ့အခါမှာဘာငယ်လက်ကိုကိုွယ်တာတဲ့နော်ဒီခရိယန်ဘာသာကိုကိုွယ်ပူကောင်းနေပဲဖြစ်ဖြစ်သူတို့အမျိုးမျိုးခံယူချက်အမျိုးမျိုးနဲ့လူတွေကနော်ဒီဖခင်ကိုကိုွယ်ကြတယ်ဒါပေမဲ့ကျမတို့ယေရှုခရစ်တော်ရဲ့အမှန်တကယ်ကြွလာခြင်းကကျမတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ကောင်းချီးမင်္ဂလာခံစားဖို့အတွက်ကြွလာခြင်းဖြစ်ပါတယ်ဟာလေလုယာဝိညာဉ်အတွက်ပါမို့ပဲနဲ့ကျမတို့ရဲ့ခန္ဓာလည်းပါတယ်ကျမတို့ရဲ့စိတ်ကိုလည်းနော်ကယ်တင်မှုရအတွက်ကြွဆင်းတော်မူသောယေရှုခရစ်တော်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ထိုယေရှုခရစ်တော်ထဲမှာနည်းနည်းသောအရာမြောက်များစွာရှိတယ်ကျမတို့ကဒီနည်းနည်းတဲ့အရာကိုမသိတဲ့အခါကျကောင်းကင်နိုင်ငံရောက်ဖို့လောက်ပဲခံစားတဲ့အခါကျလောကမှာဘာပဲကြုံရဒါကြုံရမှာပေါ့ဒါကြုံရမှာပေါ့လို့ကျွန်တော်တို့တခါလေးကြာလို့တော့ဝင်ခံတာကောင်းပါတယ်ဒါပေမဲ့ဖခင်သခင်ရဲ့တကယ်လိုချင်တဲ့ရွေးနှုတ်ခြင်းကခန္ဓာစိတ်ဝိညာဉ်ကျမ်းမာစွာနဲ့ပျော်ရွှင်စွာနဲ့လူလောကခဏအသက်ရှင်တဲ့အခါမှာကျွန်တော်ရဲ့ဘဝကိုကောင်းမွန်စွာနဲ့အသက်ရှင်ဖို့ရတဲ့ဘုရားခင်ကကျွန်တော်တို့ကိုရွေးနှုတ်ထားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့သူရွေးနှုတ်တော်မူတဲ့ထာဝရဘုရားသခင်သူရွေးနှုတ်ဖို့ရတဲ့ကျွန်တော်တို့ကိုသူ့ရဲ့သားတော်ကိုပေးတော်မူတဲ့ထာဝရဘုရားသခင်မိမိရဲ့သက်တာကိုစပြီးပြီးမှလက်ဝါးကားတိုင်းမှာအပေးခံတဲ့ယေရှုခရစ်တော်ရဲ့မြတ်တာကိုပြီးလို့ရှိရင်ကျွန်တော်ရဲ့မြင့်စိတ်တိုင်းမှာအခုချိန်ထိအကောင်းအဆိုးကိုကျွန်တော်တို့ကိုကောင်းမွန်စွာပိုက်ချတတ်ဖို့ရအတွက်လမ်းပြမှုဆောင်လို့တဲ့ဝိညာဉ်တော်ဘုရားရှင်ကကျွန်တော်တို့အားလုံးနေ့တိုင်းမှာဒီလူတွေနဲ့ဒီဖရားတွေနဲ့ကျွန်တော်တို့ပေါင်းဖော်မှာပါတယ်ကျွန်တော်ရဲ့အသက်တာကဖရားရှင်ရဲ့အလိုတော်ကိုနားလည်မှာဖြစ်ပါတယ်ဆိုတာကိုပြောချင်ပါတယ်ဂလာတိအခန်းကြီး3အခန်းငယ်14ဂလာတိအခန်းကြီး3အခန်းငယ်14အတူတကွယေရှုပြုပြီးမှဖတ်ကြရအောင်အားလုံးတွေ့ကြပြီလားတွေ့ပြီနော်1 2 3အကြောင်းမူကားအာဗြဟံခံရသောကောင်းချီးမင်္ဂလာသည်ယေရှုခရစ်အားဖြင့်တပါးအမျိုးသားတို့၌တက်ရောက်သည်ဖြစ်၍ငါတို့သည်ဂတိတော်နှင့်ရှင်သောဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့်ခံရမည်အကြောင်းဒီနောက်တစ်ခေါက်ပြန်ဖတ်ရအောင်အကြောင်းမူကားအာဗြဟံခံရသောကောင်းချီးမင်္ဂလာသည်ယေရှုခရစ်အားဖြင့်တပါးအမျိုးသားတို့၌တက်ရောက်သည်ဖြစ်၍ငါတို့သည်ဂတိတော်နှင့်ရှင်သောဝိညာဉ်တော်၏အားဖြင့်ခံရကြမည်အကြောင်းဒီယေရှုတင်နဲ့ဖိလိပ္ပိအခန်းကြီး၄အခန်းငယ်19စဖတ်ကြရအောင်ဖိလိပ္ပိအခန်းကြီး၄အခန်းငယ်19အလုံးတွေ့ပြီဆိုရင်ဖတ်ရအောင်1 2 3ငါဤဖျားသခင်သည်ဘုံအာနုဘော်၌စံပေတော်မူသောစည်းစိမ်ရှိသည့်အတိုင်းသင်တို့အလိုရှိသမျှတို့ကိုယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မည်နောက်တစ်ခေါက်ပြန်ဖတ်ရအောင်ငါဤဖျားသခင်သည်ဘုံအာနုဘော်၌စံပေတော်မူသောစည်းစိမ်ရှိသည့်အတိုင်းဖတ်တော်ကြံပရာပြည့်စီတိုင်းအတွက်ဖျားရှိကောင်းချီးပေးပါစေဒီနေ့ကျမတို့ခရစ်တော်အားဖြင့်ရရှိထားတဲ့ကောင်းချီးမင်္ဂလာများကို၃ချက်အနေနဲ့ဆွေးနွေးဖို့ရန်အတွက်ဖြစ်ပါတယ်ပြီးဆိုရင်တော့ကျမတို့နံပါတ်1ချက်ကယေရှုခရစ်တော်အားဖြင့်ကျမတို့ရရှိထားတဲ့ကောင်းချီးမင်္ဂလာကဘာလဲဆိုလို့ရှိရင်ထာဝရအသက်ဖြစ်တယ်ယေရှုခရစ်တော်ကြွဆင်းလာတာကအပင်ငရဲကိုသွားမဲ့သူတွေငရဲမိအိုင်ထဲမှာခံနော်မဝင်လို့မဖြစ်ပဲနဲ့ဗီဇအပြစ်ကနေနော်သွားရမယ့်လူတွေအားလုံးကိုယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာအသေးခံခြင်းသူရဲ့သွေးတော်သွန်းလောင်းခြင်းအပြင်ကျမတို့ကထာဝရအသက်ထာဝရကောင်းကင်နိုင်ငံတော်ကိုဝင်စားတော်သူများဖြစ်ပါတယ်
ဟာလေလုယာဒါကြောင့်မို့လို့ပုံမှန်ရိုးရိုးလေးနဲ့နော်မိသားစုတွေခရိယန်မို့လို့အဖေဖခင်ကြောက်သွားတာမို့လို့အမေဖခင်ကြောက်သွားတာဒီလိုလေးနဲ့သွားရင်တော့ကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်မှာမဟုတ်ဘူးဖခင်ကြောက်မှတက်တာလောက်နဲ့ကျွန်တော်တို့ကောင်းကင်နိုင်ငံမရောက်ဘူးပုံမှန်စုတောင်းတာလောက်နဲ့ကျွန်တော်တို့ကောင်းကင်နိုင်ငံမရောက်ဘူးတကယ်စစ်မှန်တော့ကောင်းကင်နိုင်ငံရောက်ဖို့ကလက်ဝါးကားတိုင်းမှာအသေးခံတော့ယေရှုခရစ်တော်ရဲ့တည်ခြင်းนี่ကျွန်မရဲ့အဖြစ်တွေကျွန်တော်ရဲ့အဖြစ်တွေအားလုံးကိုစေကြောပြီးမှကနေပြီးမှတော့တွန်းလောင်းလာတဲ့အသွေးတော်ကအဖြစ်တွေအားလုံးကိုစီကြောပြီးမှအဲ့ဒီကနေတစ်စစ်ကျမအတွက်ဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်တည်ခြင်းကကျမအတွက်ဖြစ်တယ်ကျမအဖြစ်အတွက်ဖြစ်တယ်ကျမရဲ့နော်လွန်ကျိုးခဲ့တဲ့အရာအားလုံးအတွက်ဖြစ်တယ်ဆိုမှမိမိအသက်သခင်ကယ်တင်ပိုင်ရှင်နဲ့ယုံကြည်လက်ခံတော်သူတကတာလေကောင်းကင်နိုင်ငံကိုရောက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကောင်းကင်တကားကနော်တချို့လူတွေကပြောတယ်လမ်းကျဲတဲ့လမ်းနဲ့ကျင်းတော်လမ်းလို့ပြောတယ်ဘယ်လိုပဲနော်ပုံမှုပမာနဲ့ပြောနော်ကဲတင်ချင်းရဖို့ကောင်းကင်နိုင်ငံရောက်ဖို့ဆိုတာကခက်တာမဟုတ်ဘူးထွေထွေထူးထူးလည်းပြောစရာမလိုဘူးရိုးရိုးရှင်းရှင်းလေးပဲယေရှုခရစ်တော်ကလောကတိုင်းမှာအသေးခံတယ်သူအသေးခံတာကကျမအတွက်ဖြစ်တယ်ကျွန်တော်အတွက်ဖြစ်တယ်ဆိုပြီးကိုတော်ယေရှုတည်တယ်ကျမအတွက်အဖြစ်အတွက်နော်အသေးခံတော့ကြောင့်ဆိုပြီးမှယေရှုတော်ကိုချီးမွမ်းပြီးမှမိမိအသက်တာကိုစက္ကအနံ့ချင်းပြီးကောင်းကင်နိုင်ငံဝင်စားခြင်းဖြစ်တယ်ဒါတော့အားလုံးသိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးမပြောဘူးဆိုတော့ကျွန်တော်တို့ဘယ်လောက်ထိကောင်းခြင်းမင်္ဂလာခံစားလဲဆိုလို့ရှိရင်ကဲအခုလောကမှာနေတယ် company တို့ဘာတို့ win tan တို့ဘာတို့သတင်းစာမှာ channel ထဲမှာအလုပ်ခေါ်တယ်နော်အလုပ်ခေါ်ပြီးမှနော်ဘယ်သူမဆိုအလုပ်ရှောက်နိုင်လဲဆိုမှခေါ်တယ်နောက်ပိုင်းကျတော့ဘာယာထုဆိုမှရှောက်ပြီးတော့လူအပ်သောအရေးချင်းများလို့အောက်မှာရေးထားတယ်အဲ့ဒီလူအပ်သောအရေးချင်းများကနော်ကျမတို့နော်ရှောက်ချင်ပြီးမဲ့လဲရှောက်လို့မရတဲ့ဟာလည်းအများကြီးရှိတယ်အသက်ဘယ်လောက်ကနေဘယ်လောက်ကြားဖြစ်ရမယ်နော်ဆက်ဆံရေးပြီးတော့သူဖြစ်ရမယ်တွတ်လက်တော့သူဖြစ်ရမယ်ပညာရေးချင်းဒီလောက်ရှိရမယ်နော်ပြီးတော့ယုံကြည်ကလည်းအသိရှိရမယ်လုံးလိုက်သေးတယ်နော်ဒီလောကပညာမှာလောကအလုံးမှာဆိုလို့ရှိရင်စဉ်းစားကြည့်လေဒါတော့မှကောင်းကင်မဟုတ်ဘူးနော်လောကခဏအလုံးလုံးဖို့ရအတွက်နော်အလုံးရှင်တွေကနေပြီးမှရွေးချယ်တဲ့အရာဖြစ်တယ်ကဲဒါဆိုရင်ကျမတို့ကောင်းကင်နိုင်ငံကိုဖယားသခင်ကနော်ဒီလိုမျိုးအရေးချင်းရှိတဲ့လူရွေးမယ်ဆိုလို့ရှိရင်ရှောက်လို့ရမယ်ဆိုလို့ရှိရင်ကျမတို့တွေပါချင်မှပါမှာဖြစ်တယ်ကျမတို့ရဲ့အရေးချင်းကြောင့်မဟုတ်ဘူးကျမတို့ရဲ့ပညာကြောင့်မဟုတ်ဘူးကျမတို့ရဲ့လောက်ဆောင်နိုင်ခြင်းကြောင့်မဟုတ်ဘူးယေရှုခရစ်တော်ရဲ့နော်အသေးခံခြင်းတက်ကိုယုံကြည်ခြင်းအားဖြင့်ပါလေကျမတို့ကောင်းကင်နိုင်ငံကိုဝင်စားနိုင်တာဖြစ်ပါတယ်ဟာလေလုယာဒါကတကယ်ဝမ်းမြောက်စရာကောင်းတဲ့သတင်းကောင်းဖြစ်ပါတယ်နော်အရေးချင်းတွေတက်ဝါတဲ့လူနော်စပင်းနကူကလေးကကောက်တဲ့လူတွေဝင်လို့မရဘူးဆိုမဝင်နဲ့ဝါမဲ့နော်အပေါင်း180အထက်နော်ကောက်ကင်နိုင်ငံဝင်လို့မရဘူးဆိုဘယ်လိုလုပ်မလဲ180ကျော်နေပြီကျမဆိုနော်ဒါမှနော်ပေါင်း120မပြည့်ရဲ့လူကောက်ကင်နိုင်ငံဝင်လို့မရဘူးဆိုဘယ်လိုလုပ်မလဲနော်ကဲမဝင်နိုင်တဲ့အရေးချင်းကန်သက်တယ်ဆိုလို့ရှိရင်နော်အရေးချင်းတွေကအများကြီးကျမတို့ကိုအသာစီပြုတ်မှာဖြစ်တယ်ဒါပေမဲ့ကျမတို့ကိုချစ်တော်မူတဲ့เนาะကျမတို့ကိုရွှေကောက်တော်မူသောဘုရားရှင်ကဒီအရေးချင်းတွေဘာမှမရွေးပဲနဲ့ဒီအရေးချင်းတွေဘာမှမတောင်းဆိုပဲနဲ့ယုံကြည်ခြင်းတစ်ခုသာတောင်းဆိုတော်ဘုရားသခင်ဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မို့လို့ထာဝရအသက်ကိုပေးတော်သူယေရှုခရစ်တော်ကထာဝရအသက်เนาะအတွက်အသေးခံတဲ့အတွက်ကြောင့်မို့လို့ကျမတို့ကလောကမှာဘယ်လိုပဲနေရထာဝရအတွက်အိမ်တော်မှာနေဖို့ရအခန်းပြင်ဆင်ပြီးသားအခန်းရှိပြီးသားနဲ့လောကမှာအသက်ရှင်တာလောက်ပျော်စရာကောင်းတဲ့အရာတစ်ခုမှမရှိဘူးလောကဆိုတာကပူပန်တဲ့နေရာဖြစ်တယ်စိတ်တကြတဲ့နေရာဖြစ်တယ်အားငယ်တဲ့နေရာဖြစ်တယ်အထင်းကျန်တဲ့နေရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒါကယာယီဖြစ်တယ်အမေရာညီမဲ့နေရာကဖျားရှင်ဖန်ဆင်းထားတဲ့သူကိုယ်တိုင်မွမ်းမံထားတဲ့အိမ်တော်ကြီးကကျွန်တော်တို့ကိုစောင့်နေတဲ့အတွက်ကြောင့်မို့လို့ထိုအိမ်တော်မှာဝင်ချင်သောသူတွေကထာဝရဘုရားရှင်ကဟိုကလေးကနေပြီးမှကျွန်တော်တို့အတွက်ပေးထားပြီးသားဖြစ်တယ်။ဒါကြောင့်မို့လို့ထာဝရအသက်ကိုပေးသောထာဝရဘုရားအတွက်ကြီးစွာတော်ကိုချီးမွမ်းဖို့ရန်အတွက်ဖြစ်တယ်။သူကိုယ်တိုင်သူ့ရဲ့ကိုယ်ခန္ဓာကိုအသေးခံပြီးမှကျွန်တော်တို့ကိုယူရင်ကောက်တော်မူသောယေရှုခရစ်တော်အပြင်ကျွန်တော်တို့ထာဝရအသက်ကိုရထားတာဖြစ်ပါတယ်လို့ဒါနံပါတ်1ချက်အနေနဲ့ကျွန်တော်ပြောချင်တယ်။နံပါတ်2ချက်ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကကျမတို့နဲ့အတူတူအလုံးလုံးချင်တော့ဘုရားသခင်ဖြစ်ပါတယ်။ဟာလေလုယာ။ तू တယောက်တည်းပဲမလုံနိုင်ဘူးလား။လုံနိုင်တယ်ကောင်းကောင်းလုံနိုင်တယ်။ဒါပေမဲ့ကျမတို့ရဲ့စာငတ်မှုကျမတို့ရဲ့နော်ဘယ်လိုပြောမလဲပေးဆပ်မှုကျမတို့ရဲ့တောင်းတမှုကိုလိုချင်ပြီးမှကျမတို့နဲ့အတူတူအလုံးလုံးချင်တော့ဘုရားသခင်ဖြစ်ပါတယ်။
တချို့နေရာမှာဆိုရင်နော်တယောက်တည်းကပဲလုပ်တဲ့လုပ်ငန်းတွေကြည့်မယ်ဆိုလို့ရှိရင်ဒီလောကအရာနဲ့နှိုင်းယှဉ်မယ်ဆိုအများကြီးရှိတယ်ဒါမဲ့ကျမတို့ကိုယ်ကိုယ်နဲ့ဘုရားသခင်ကတင်းရဲ့အခြေအနေကိုသိတဲ့ဘုရားသခင်ဖြစ်တယ်လို့တင်းကိုလည်းချစ်တဲ့ဘုရားသခင်ဖြစ်တယ်ဘယ်ချိန်မှဆိုအမြဲတမ်းချစ်တဲ့ဘုရားသခင်လည်းဖြစ်တယ်ဘယ်တော့မှသူ့ရဲ့အချစ်ကိုလည်းမကုန်ဆုံးတယ်လို့ကျမတို့ဘက်ကကိုတော်ယေရှုတင်နေဆိုပြီးမှပြောတဲ့စကားကိုလည်းအမြဲတမ်းနော်နားဆွနေတဲ့ဘုရားသခင်လည်းဖြစ်ပါတယ်ပြောလိုက်မယ်အော်ကျမမှာအာသာချက်မရှိဘူးကျမဘာမှမလုပ်နိုင်ဘူးနော်ဘာမှမပါဝင်နိုင်ဘူးကျမအားဖြင့်ဘုရားခင်ကပါနမိတ်လည်းခန္ဓာမပြုတ်မယ်လို့မထင်ဘူးမပြောနဲ့ကိုယ့်ရဲ့နော်ပေးဆက်တလောက်ဒါမှမဟုတ်ကိုယ့်ရဲ့ခွင့်ပြုတ်တလောက်အလုံးလုံးတဲ့ဘုရားသခင်ဖြစ်ပါတယ်ကိုမိမိကိုဘယ်တိုင်းတာတိခွင့်ပြုတ်ထားတယ်လဲနမိတ်ခန္ဓာလုံးမဲ့နေရာအတွက်ခွင့်ပြုတ်ထားသလားတခြင်းစုမဲ့နေရာအတွက်ခွင့်ပြုတ်ထားသလားဒါမှမဟုတ်ကိုဘုရားရှင်ပေးထားတဲ့တာလည်းအသီးသီးတိုးပွားမှုရအတွက်ကိုကခွင့်ပြုတ်ထားသလားမိမိရဲ့တက်တာကိုခွင့်ပြုတ်တဲ့အတိုင်းတာပေါ်မှာကျမတို့အားဖြင့်သူ့ရဲ့ဘုန်းတော်ကိုထင်ရှားစေတော်သူဘုရားရှင်ဖြစ်ပါတယ်ဥပမာအနေနဲ့နော်ကျမတို့မောရှိရဲ့တက်တာမောရှိဆိုလို့ရှိရင်လည်းသူဟာလည်းသူလုံးဝစိတ်မချအောင်ဒါပေမဲ့နော်ဣတိလလူမျိုးတွေကိုကယ်တင်ဖို့ရန်အတွက်ဖယားရှင်ကသူ့ကိုရွေးနှုတ်တဲ့အခါမှာနော်မောရှိနဲ့တင်နဲ့ငါအတူပါရှိမယ်ဒါပေမဲ့တင်လုံးကိုလုံးရမယ့်အရာတွေရှိတယ်ဆိုတော့တခုပြီးတခုဖယားရှင်ကသူ့ကိုလှုပ်ခိုင်းတယ်ပြီးသွားတဲ့အခါမှာမောရှိကဖယားခင်ကကျမနဲ့ကျွန်တော်နဲ့အတူတကယ်ရှိတယ်ဆိုတာသိတဲ့အခါမှာနောက်ဆုံးမှာသူ့ရဲ့နော်ကြောက်ရွံ့တဲ့စိတ်တွေကိုဖယ်ရှားပြီးမှဖယားသခင်နဲ့အတူရှောက်လာတယ်ဖယားခင်ကိုယ်တိုင်ကလည်းသူ့ကိုအားကိုးတာသိတဲ့အခါမှာသူ့ကိုယ်တိုင်ကမောရှိနဲ့အတူသူအလုံးလုံးတဲ့အတွက်ကြောင့်မလို့နမိတ်လက္ခဏာမြောက်များစွာတွေ့ရတာဖြစ်ပါတယ်မုံငါးလုံးနဲ့ငါးနှကောင်နော်မုံငါးလုံးနဲ့ငါးနှကောင်ဆိုတာကကျမ်းစာထဲမှာကြည့်တဲ့အခါမှာကလေးလေးတွေရဲ့မုံပါလာတဲ့အရာဖြစ်တယ်ဒီကလေးတယောက်ရဲ့မုံလေးကိုလူပေါင်းမြောက်များစွာထောင်ပေါင်းမြောက်များစွာစားဖို့ဆိုတာကမဖြစ်နိုင်တဲ့အရာဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကစားစရာပါရှိတယ်လေလို့ပြီးတဲ့အခါမှာမုံငါးလုံးနဲ့ငါးနှကောင်ရှိတယ်လို့ပြောတဲ့အခါမှာအဲ့ဒီမုံငါးလုံးနဲ့ငါးနှကောင်ကိုကောင်းချီးပေးပြီးမှလူမြောက်များစွာကနော်စားသုံးရတယ်အကျွမ်းလက်ကျန်12တောင်းတောင်မှရသေးတယ်ဒါကြောင့်အရာရာအားလုံးကိုတိုးပွားစီတော်သူဒီကျမတို့ကိုးကွယ်တော်ဘုရားသခင်ဖြစ်ပါတယ်ကျမတို့ရဲ့နော်ပေးဆက်တဲ့အရာပေါ်မှာအသုံးပြုပြီးမှနော်အမြောက်လက်ခံတာနဲ့ကောင်းချီးပေးခြင်းတော်သူလည်းကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ဖြစ်ပါတယ်တခါလေကျမတို့လူရဲ့တွေးခေါ်တဲ့ကျမတို့တာမန်တွေးခေါ်တဲ့နော်ဘာမှတသိမ်းထားလို့ရှင်ဘယ်လောက်မြတ်မယ်နော်ဒီလိုဆိုဒါပေမဲ့ဘုရားသခင်ရဲ့စစ်မှာဘုရားသခင်ပေးတဲ့ကောင်းချီးမင်္ဂလာတခါလေကျအမြောက်လက်ခံတာနဲ့လာတတ်တယ်ဒါကြောင့်ဖယားရဲ့ကောင်းချီးမင်္ဂလာကိုကျမတို့နော်ဒီလိုတွက်လို့မရဘူးအရေးအတွက်ကိုတိုးပွားစီတော်သူနော်အရေးချင်းကိုတိုးသက်စီတော်သူပြီးလို့ရှိရင်ကျမတို့ရဲ့အချီးမီကိုမကြည့်ဘဲနဲ့အတဘာဝထက်လွန်ကဲပြီးမှအလုံးလုံးနိုင်တော့ဖယားသခင်ကကျမတို့နဲ့အတူရှိတော်ဖယားခင်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတင်းတော်မှာတယောက်ဝုံကောဆိုတဲ့တယောက်နော်ကလာနဲ့နော်ဆက်တဲ့တယောက်ဖြစ်တယ်သူကတော့ဝေထိန်ဝင်းပေါ့သူနာမည်ကဆိုထေဝင်းသူကဘာပြောလဲဆိုဆရာကတော်ရေနော်ကျွန်တော်ကတဲ့ဒီလိုကြည့်လိုက်လို့ရှင်သူများတွေတချင်းလဲဆိုရဲပြီးလို့ရှင်ဘာညာလုပ်တတ်တယ်ကျွန်တော်ဘာမှမလုပ်တတ်ဘူးဆိုတော့အတော့မဝင်ဘူးလားဆိုပြီးမှတခါလေချအားငယ်တယ်ဆိုမှကျွန်မပြောတယ်ဒါပေမဲ့သူကဘာတစ်ခုတည်းရဒါပေမဲ့တဲ့အဲ့လိုအားငယ်ပြီးမှစဉ်းစားနေတဲ့အချိန်မှာတဲ့စိတ်ထဲမှာပေါ်လာတယ်တဲ့ငါသားပေါ့နော်နင်ဘုရားကြောင်းတက်တဲ့အခါမှာအစည်းအဝေးအစကနေအဆုံးထိကောင်းမွန်တနေရာမှာထိုင်ပြီးမှတရားနာတာလဲငါအတွက်ကောင်းကြီးမားသောအလုပ်ကိုလုပ်တော်သူဖြစ်တယ်ဆိုပြီးမှဘုရားရှင်ရဲ့ခွန်အားပေးတန်ကိုကြားတယ်ဟာလေလုယာအကြောင်းမို့လို့တခါလေကျန်ကျမတို့ကအရှိမထွက်တဲ့လူတွေကြီးပဲလုံတယ်လို့ထင်တတ်တယ်မဟုတ်ဘူးကျမတို့ဘုရားရှင်ကကျမတို့ရဲ့တာလည်းအသီးသီးမှာနားထောင်တဲ့အပိုင်းမှာလားသိဆိုတဲ့အပိုင်းမှာလားတင်ပြတဲ့အပိုင်းမှာလားတနည်းအားဖြင့်ဘုရားရှင်ကလူတိုင်းကိုအသုံးပြုခြင်းတဲ့ဘုရားသခင်ဖြစ်တယ်တင်းလက်ထဲမှာပါရှိကြတယ်တင်းရဲ့ရည်ချင်းထဲမှာပါရှိတယ်အဲ့ဒါကိုတိုးပွားစီတော့သူကျမတို့နဲ့အတူတူအလုံးချင်တော့ဘုရားသခင်ဖြစ်ပါတယ်ကာနာမောင်မင်္ဂလာဆောင်ပွဲမှာလည်းရေနော်ရေကိုစပီဖြစ်စေဒါပေမဲ့ပထမဦးဆုံးရေမရှိဘဲနဲ့စပီဘယ်တော့မှဘုရားရှင်ကမလုပ်ဘူးလူဘက်ကနေလုံနိုင်တဲ့အတိုင်းတာကိုပဲအရင်ပြီးမှတောင်းဆိုတယ်ပြီးတော့ဖျားနာနေတဲ့လူတွေကိုကျမ်းမာခြင်းပေးမယ်ဆိုလို့ရှိရင်ယေရှုခရစ်တော်ကအမေရာမေးတယ်တင်ကျမ်းမာခြင်းတလို့နော်တင်ကျမ်းမာခြင်းတလို့အမေရာမေးတယ်အဲ့ကနေပြီးမှအဖြေရတဲ့အပေါ်မှာဘုရားရှင်ကရှွတ်တွေကိုလည်းအသုံးပြုတယ်နော်အမျိုးမျိုးအသုံးပြုပြီးမှနမိတ်လက္ခဏာကိုပြုတဲ့ဘုရားခင်ဖြစ်ပါတယ်ဟာလေလုယာအကြောင်းမို့လို့ဒီနေ့မှာကျွန်တော်တို့အသင်းတော်မှာဘယ်နေရာဘယ်ကဏ္ဍမှာပဲပါဝင်
ကျမနဲ့ဖယားရှင်ကအလုံးလုံးချင်တော်သူဖြစ်တယ်ကျွန်တော်လည်းဖယားခင်နဲ့အလုံးလုံးချင်တော်သူဖြစ်တယ်ဒါကြောင့်ကျမဘက်ကနေဘာအရင်လုပ်ရမလဲကိုတော်ဒီလက်ထဲမှာကျမထဲမှာဒါရှိတယ်ဒီလိုရှိတယ်ဆိုပြီးမှကျမတို့စက္ကအနံနေဆိုလို့ရှိရင်ဖယားရှင်ကနော်ကျမတို့ရဲ့စက္ကမှုအသီးသီးပေါ်မှာကောင်းချီးပြီးပြီးမှသူ့ရဲ့အောင်မြင်ခြင်းသူ့ရဲ့နော်လူအပ်တဲ့နေရာမှာကျမတို့ကိုအသုံးပြုမှာဖြစ်ပါတယ်ဆိုတာကိုဒုတိယချက်အနေနဲ့ပြောချင်တယ်ဥပမာတွေမပြောတော့ဘူးပြီးတော့နံပါတ်3ချက်နော်အတိကကျွန်မပြောချင်တာဖြစ်တယ်နံပါတ်3ချက်ကအာဗြဟံရဲ့ကောင်းချီးမင်္ဂလာကိုခံစားခွင့်ပေးတော်သူဖြစ်ပါတယ်အာဗြဟံရဲ့ကောင်းချီးမင်္ဂလာဆိုတာကနော်တမဟောင်းထဲမှာအလုံးဝသိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မအများကြီးမပြောတော့ဘူးယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကျမ်းပိုက်ထဲမှာပေါ်ပြထားတယ်ယေရှုခရစ်တော်အားဖြင့်အာဗြဟံရဲ့ကောင်းချီးမင်္ဂလာကိုယုံကြည်ခြင်းအပြင်ဝိညာဉ်တော်ရဲ့လမ်းပြမှုအားဖြင့်ကျွန်တော်တို့ကရဖို့ရန်အတွက်ထိုက်တန်တော်သူများဖြစ်ပါတယ်။ဟာလေလုယာ။ကိုမထိုက်တန်ဘူးလို့မထင်နဲ့ယေရှုကိုရတော်သူတိုင်းကိုကောင်းချီးမင်္ဂလာကိုခံစားဖို့အတွက်ထိုက်တန်တော်သူများဖြစ်ပါတယ်။နော်ငါမိန်းကလေးမို့လို့ငါယောက်ျားလေးမို့လို့ငါကဒီလိုရှိလို့မဟုတ်ဘူး။ယုံကြည်တော်သူတိုင်းဝိညာဉ်တော်လမ်းပြမှုအတိုင်းခံစားထိုက်တော်သူများဖြစ်ပါတယ်။ခံစားဖို့ရထိုက်တန်တော်သူများဖြစ်ပါတယ်